စီလေးကိုတဲကိုစောင်းပြီးစစ်ပြီးတော့မှကြားလိုက်ဒီပကံလေးကိုထည့်ပါဘူးတိုင်းကျဲဥစွာလေးကြော်ပြမယ်နော်ဆက်စောထည့်မယ်ဇုံမာကစကားမုံလေးဖြူမယ်မြေကောင်းမုံလေးဖြူမယ်ကျဲဥထဲမှာလည်းမြေကောင်းလေးနဲ့ထည့်ပါနော်ကျဲဥကြော်ထဲမှာတိုဖူကိုကောင်းမုံလေးနဲ့လူပြီးတော့အရင်ချော်လာလိုက်တယ်နော်ဒါကလည်းရုပ်ချက်နော်ဒီလိုချက်နော်ကျေဦးကြီးလောက်ထည့်လိုက်နော်ဘောနည်းနည်းလေးဖြူတယ်ကျုပ်အလျက်အရင်လေးတွေကိုဒီဘက်ထဲကိုဆွန်ထည့်လိုက်ပါနော်အောက်ကဆွန်းတော့မှဆိုလို့ဆိုရင်ကြည့်မယ်ဒီရောင်ကောင်းရပြီဆိုရပြီနော်ရပါပြီစီလေးကိုတဲကိုစောင်းပြီးစစ်ပြီးတော့မှကြားလိုက်ဒီပကံလေးကိုထည့်ပါဘူးအဲဆိုထိုင်းရှဲဥစွာလေးရပါပြီကျွန်တော်ချက်ဆိုပါဟင်းချင်လေးတွေကိုစေတနာနဲ့မျှဝေခဲ့ရှိပါတယ်ကျေးဇူးပါ